စိန်မောတိုင်းငယ်သမီးငယ်များကာကူလေတာကတော့အရှုံးပေးရလောက်တဲ့တွက်ချက်မှုစွမ်းရည်တွေကိုပိုင်ဆိုင်နေရတဲ့အကြောင်းရင်းကခဏတာတည်ယူခြင်းမဟုတ်ပဲစဉ်ဆက်မပြတ်တည်ယူလေ့ကျင့်မှုတွေကိုရက်လနှစ်ကြာအောင်နေ့စဉ်မှန်မှန်ပြုလုပ်ထားကြလို့ပဲဖြစ်ပါရဲ့ရှင်။တာမန်တဲ့တွက်ချက်မှုစွမ်းရည်အစ20တာလွန်ကောင်းမှုချင်းသည်စိန်မောပေသည်စိတ်တွက်တင်ချတည်ယူရခြင်း၏ထူးခြားသောအားသာချက်ဖြစ်ပါရဲ့ရှင်။မိမိတို့ကလေးငယ်များ၏အနာဂတ်ဘဝလှပစေခြင်းပါသလား။ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးပြီးမှတ်ဉာဏ်စိတ်ရည်တိုးတက်စေခြင်းပါသလား။အာရုံစူးစိုက်မှုကောင်းပြီးစဉ်းစားတွေးခေါ်နိုင်စေမြင့်မားလာစေလိုပါသလား။တုံ့ပြန်မှုစွမ်းရည်နှင့်တစ်ချက်မှုစွမ်းရည်တိုးတက်ကောင်းမွန်လာစေခြင်းပါသလား။အသက်4နှစ်မှ14နှစ်အတွင်းတသားမိမိလေးများအတွက်ရည်ချက်ဖို့အကောင်းဆုံးသင်တန်းရှိနေပါပြီရှင်။အထက်ပါကောင်းကျိုးများအလုံးကိုတနေရာထဲမှာတပြိုင်နက်တည်းရရှိစေနိုင်ပြီးစိတ်မောပေသည့်စိတ်တွက်တင်ချသင်တန်းကိုအမြန်ဆုံးရွေးချယ်တက်ရောက်ဖို့ချစ်ခင်နေသေးစွာဖိတ်ခေါ်ပြစေရှင်။ကျမတို့ရဲ့စိတ်မောပေသည့်သင်တန်းဟာဆိုရင်တလင်းလာနေကျောင်းပိတ်ရက်မှလွဲပြီးကျန်နေရက်များမှာနေ့စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်ရှင်။တာချီလေးကျောင်းခွဲကတော့မနေ့9နာရီမှညနေ6နာရီထိဖွင့်လှစ်သင်ကြားပေးလျက်ရှိပါရဲ့ရှင်။ဖုန်းနံပါတ်အနေနဲ့ကတော့3968933369နဲ့လိပ်စာအနေနဲ့ကတော့ဝမ်ချီဝမ်ဟိုတယ်အနီးဆန်ဆိုင်ခါရက်ကွယ်ဟန်နာရီလေးလမ်းဖြစ်ပါရဲ့ရှင်။မိဘများအနေဖြင့်တသားမိမိများရဲ့အားလက်ချိန်များမှာအချိန်ကိုအရှိုးရှိစွာအသုံးချနိုင်ရန်အတွက်ကျမတို့စိတ်မောပီတီသင်တန်းကျောင်းကစောင့်မျှော်နေပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါ